အားလုံးပဲမင်္ဂလာပါကျွန်တော်တော့ကိုသူရပါဒီနေ့ကျွန်တော်ပြောပြချင်တဲ့အကြောင်းအရာလေးရတော့မြန်မာနိုင်ငံမှာအခုနောက်ပိုင်းအဖြစ်များတဲ့အထက်မှာကြောက်ကက်ပျက်စီးတာပေါ့နော်ကြောက်ကက်တွေစီးရတယ်ကြောက်ကက်တွေခွဲရတယ်အဲကြောက်ကက်ပျက်စီးတာတွေနဲ့ပတ်သက်ပြီးတော့တကယ်ချင်းနေမိတ်ဆွေတွေကစိတ်ပူပန်ကြတယ်လူကြီးမင်းတို့လည်းစိတ်ပူပန်မယ်လို့ထင်ပါတယ်အဲ့ဒီကောင်ကိုဘလို့ကာကွယ်မလဲဒါနေထိုင်မှုနဲ့ကာကွယ်တာတော့တစ်ပိုင်းပေါ့နော်နောက်တစ်ခုကကျွန်တော်တို့ကတော့ financial အားဖြင့်ငွေကြေးဆိုင်ရာအားဖြင့်ကျွန်တော်တို့ကာကွယ်လို့ရတယ်ပထမတစ်ခုကတော့ကျွန်တော်တို့ကျန်းမာရေးအာမခံထားမယ်ကျမအာမခံအနည်းဆုံးမြန်မာနိုင်ငံအတွင်းမှာဖြစ်တဲ့အတွက်သိန်း300တန်း150တန်း300တန်းလောက်ကိုထားအဲ့ဒါမှစီးကူလို့ကောင်းတာမဟုတ်ရင်ပတ်စံအကြောင်းခေါင်းကိုက်ရတယ်အဲ့တော့အဲ့ဒီအာမခံထားမယ်အာမခံထားပြီးဒီအာမခံအောက်ကနေကိုကကြောက်ကက်စီးတာပဲဖြစ်ဖြစ်ကြောက်ကက်ခွဲတာပဲဖြစ်ဖြစ်ကြောက်ကက်လဲတာပဲဖြစ်ဖြစ်အဲ့ဒါအကုန်လုပ်လို့ရတယ်ဒုတိယတစ်ခုကိုက critical illness နော်ကြောက်ကက်နဲ့ပတ်သက်တဲ့ယောဂတွေဒီနဲ့အကာအကွယ်ပေးတဲ့အာမခံထားပြီးအဲ့ဒီမှာဆိုရင်ကနဦးမှာဖြစ်တယ်ဆိုရင်ဟာကြောက်ကက်ကိုခွဲရတယ်ပြူရတယ်ဆိုရင်အဲ့ဒါဆိုရင် 25% သိန်း1000ထားရဆို250တဲ့အရင်ပေးမယ်အဲ့လိုမဟုတ်ဘဲနဲ့ကိုကကြောက်ကက်ကိုဆေးရပြီဒါမှမဟုတ်ကြောက်ကက်ဖြတ်ထုတ်လိုက်ရတယ်ကြောက်ကက်ပြက်စီးတယ်အဲ့ဒါမျိုးတွေဆိုရင်တော့သူဒီနောက်ထပ်ဒါတခါတည်း 75% အော်တခါတည်းပေါင်းပြီးတော့မှ100%သိန်း1000ဆိုတော့တခါတည်းပေးမယ်ပြီးတော့နောက်အတအမခံထားရင်ကိုဒီကြောက်ကက်ပြက်စီးတယ်ဆေးတယ်လဲတယ်ပြီးတော့မှတတ်မရှင်နိုင်တော့ကိုစင်မပြေတော့လောကကြီးကနေပြီးတော့မှ expire ဖြစ်သွားတယ်အကြောင်းကြောင့်ဖြစ်သွားတယ်ဆိုတဲ့အချိန်တိုင်းကိုမိသားစုအတွက်ကိုစေကူသားစည်းတွေကာမိဖို့အတွက်အတအမခံနေပြီးတော့မှဆက်ပြီးတော့မှပြီးမှဖြစ်ပါတယ်အဲ့တော့ကိုရှာဖွေထားခဲ့တဲ့စီးစိမ်ဥစ္စာတွေကိုမိသားစုအတွက်ကိုသားသမီးတွေအတွက်ရှာဖွေထားခဲ့တာတွေစီမံထားခဲ့တာတွေကိုထိရမလို့ပဲနဲ့အမခံတွေကပဲဒါကို financial အရာ protection ပေးမှာဖြစ်ပါတယ်ဒါလေးကတော့ကျွန်တော်တို့ကြိုတင်ပြင်ဆင်ထားနိုင်တဲ့အပိုင်းတွေကတစ်ခုဖြစ်တဲ့ငွေကြေးဆိုင်ရာနဲ့အာမခံနဲ့ဒါကြောက်ကက်ကိုကာကွယ်ခြင်းပဲဖြစ်ပါတယ်နောက်မှာလည်းထပ်ပြီးတော့မှတခြားယောဂိုင်းနဲ့ပတ်သက်ပြီးကျွန်တော်ပြောပြပေးပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ